များပြည်သူသိအောင်ကျွန်တော် line ပေါ်မှာစတင်ကြော်ညာရင်းနဲ့ဒီနေ့ဆိုရင်နှစ်နေ့ပြည့်ပါပြီစဖြစ်တဲ့အကြောင်းလေးကလည်းကျွန်တော်မိတ်ဆွေတူမလေးတယောက်ကဦးလိုင်းTikTok မှာဖောက်ပါနေရာလေးတနေရာယူပါဆိုတော့ကလေးတွေတုံးနေကနေခုံးနေဆိုကျွန်တော်မလုပ်တတ်ဘူးဗျအဲ့နဲ့သူတို့ပြောတဲ့ဟာလေးကိုကျွန်တော် TikTok ထဲ download လုပ်ပြီးတော့ account လေးဖွင့်ပြီးတော့ကျွန်တော်ဘယ်လိုဆော့အောင်မလဲဆိုတော့မသိသေးဘူးပေါ့နော်အဲ့နဲ့ကျွန်တော်အဲ့ချိန်က Trump ဖြစ်နေတာ okay နဲ့တိုင်းမွေးနဲ့ချစ်စရာကိုကြီးတော့ဆိုတဲ့ဟာလေးပေါ့ဗျာအဲ့ဒါဒီကိုကျွန်တော်ကစမ်းရိုက်ကြည့်ပြီးတော့ကျွန်တော်အမှန်တကယ်ဖြတ်လိုက်တာဗျာအဲ့ဖြတ်လိုက်ရင်ကနေပြီးတော့ကျွန်တော်လည်းမလုပ်တတ်တော့ line ပေါ်တုံးဆက်လည်းမဖြစ်တဲ့အဲ့ဒါနဲ့ကျွန်တော်ဒီပေါ်လောက်ကလည်းစရောက်လာဖြစ်ပါတယ်။ရွှေရင်သာဈေးဦးလေးကိုခုလက်ရှိဘူးဖြူနဲ့ထုတ်ပါတယ်။မကြခင်အချိန်ပိုင်းတွင်မှာဘူးအနှစ်တော်၎င်းအညူအောင်တော်၎င်းနဲ့ပြောင်းလဲထုတ်လုပ်မှာဖြစ်ပါတယ်။ခုလက်ရှိထုတ်လုပ်နေအသေးစားစက်မှုလက်မှုလုပ်ငန်းလိုင်စင်မှအာစမတာလာ2348ဖြစ်ပါတယ်။ခုမကြခင်အချိန်တွင်မှာကျွန်တော်တဆတိုင်းစီမှတ်ပုံတင်မှုကျွန်တော်လုပ်နေပြီဖြစ်ပါတယ်။မကြခင်အချိန်တွင်မှာကျွန်တော်လိုင်စင်မျိုးနဲ့ထုတ်လုပ်ခွင့်လိုင်စင်အမှတ်2ခုနဲ့ဈေးကွက်တွေကိုဆက်လက်ပြီးတော့ဖြန့်ချိမှာဖြစ်ပါတယ်အည်သွေးလုံးဝမပြောင်းပါဘူးပုံမကောင်းမွန်သောပုံမစိတ်စေတနာပြေဝသောထုတ်လုပ်မှုမျိုးနဲ့ပဲကျွန်တော်ဆက်လက်လုပ်ဆောင်သွားမှာပါဆိုတော့ကျွန်တော်ပထမအဦးဆုံးရိုက်လိုက်ပြီးတော့ဖြတ်လိုက်တော့ line ပေါ်ရောက်သွားတဲ့ဟာလေးအမှတ်နှစ်နှစ်ပြည့်အမှတ်တရလေးကိုကဲမိတ်ဆွေတို့ကြည့်လိုက်အောင်နော်